Rana Donga ရောက်ရှိလာခဲ့ပါတယ်စိန်ခေါ်လိုက်တဲ့ Rana Donga ကိုလည်းဂျက်က sorry ပြောခိုင်းနေတာကြောင့်ဘာအတွက်ကြောင့်လဲဟုပြန်မေးသည့်အခါရှေ့လူများကိုရှင်းပြခဲ့တယ်လို့ပင်သူမုံစားနေစဉ်တိုက်ချသွားသည့်ကောင်မတစ်ဆင့်မင်းစီတို့ရောက်လာရကြောင်းပြောပြသည်ထို့ပြင်မင်းကရော sorry ပြောမလားတခြားတစ်ယောက်နာမည်ထပ်ပြောမလားဟုဂျက်ကမေးလိုက်ရာသူထက်တွင်မြည်သူမှမရှိတော့ကြောင်း Rana Donga ကပြန်ပြောခဲ့သည်ထို့နောက်ဂျန်နှင့်စူမလူရက်နေသည့်နားသို့ရာနာဒွန်ဂါကက်လာသောအခါဘေးလူများကကြက်ကိုတော့ဒီလူတက်တော်မီဟုထင်မှတ်နေကြတော့လဲရာနာဒွန်ဂါကမူသူ့ညီစူမလူကိုသာပါရက်လိုက်ပြီးဒီလိုပြဿနာတေးသေးလေးကိုသူ့စီတီတဲလာရသလားဟုပြောဆိုခဲ့သည်ထို့နောက်ဂျန်ထန်တို့ထပ်မံကတ်သွားသည့်ရာနာဒွန်ဂါက sorry ဟုပြောလိုက်တော့လဲမကြားလိုက်ရသဖြင့်ပြန်ပြောရန်ဂျက်ကဆိုသောကြောင့်ရာနာဒွန်ဂါကပင် sorry ဟုနောက်တစ်ကြိမ်ထပ်မံပြောလိုက်ရသည်ဘေးလူများအကုန်အံ့ဩနေကြပြီး sorry ဆိုသည့်စကားကြားလိုက်ရသဖြင့်ဂျက်ကပြန်တော့မိပုံစံလုပ်တော့လဲအိမ်တကားဝါရောက်မှပြန်လှည့်လာခဲ့သည်ထို့ကြောင့်ရာနာတွန်ကအပါဝင်အားလုံးကအဝတ်တာကြီးကြည့်လိုက်ကြရာမင်းပြောခိုင်းသည့် sorry ပြောပြီးဘာကိစ္စပြန်လာတာလဲဟုရာနာတွန်ကမေးခွန်းထုတ်ခဲ့သည်ဂျက်ကသူ့အထဲသို့ဝင်လာစဉ်ဖမ်းဆီးထားသည့်ရဲကားတစ်စီးကိုတွေ့ခဲ့ကြောင်းနှင့်မင်းရဲ့အိမ်ထဲမှာလဲဟုဆိုကဆက်မပြောဘဲပျက်စီးလူနီးပါးဖြစ်နေသည့်ရဲဝတ်စုံကိုပြကွက်ပြလိုက်သည့်တွေးဆများကိုလိုက်ကြည့်လိုက်သောအခါခန်းထဲတွင်ရဲမေများရှိနေမည်ဆိုသည်ကိုသိသွားသဖြင့်ဝတ်စုံကိုလှမ်းပေးလိုက်ပြီးဒဏ်ရာများနှင့်ညှို့ငယ်စွာထွက်လာသည့်ရဲမေများကိုမြင်တွေ့သွားသောအခါစိတ်မထိန်နိုင်တော့ဘဲရာနာတွန်ဂါ၏တပည့်များကိုတန်းစီရိုက်တော်သည်ခဏအကြာတွင်ရာနာတွန်ဂါကသူ့အိမ်ထဲထိလာရောက်ကဒီလောက်အထိလာစော်ကားရသလားဟုဆိုကသူ့ရိုင်ဖယ်တနက်ကိုတွားယူလိုက်ပြီးဂျက်ကိုပြစ်တော်မိအလုတ်ဂျက်ကလည်းပါလာသည့်တနက်နှင့်ပြန်ထုတ်ချိန်လိုက်သည်တယောက်နှင့်တယောက်ချိန်ထားကြစဉ် sorry တလုံးအတွက်နှင့်လူအများကြီးရိုက်ခဲ့သည့်ငါသည်ဒီရဲမေများအတွက်ဆိုလျင်အသက်ပါနှုတ်ပြမည်ဖြစ်ကြောင်းသူသည်ပါကစ္စတန်နယ်စပ်မှဂျက်လူမျိုးဖြစ်ကြောင်းနှင့်ဂျက်လူမျိုးများသည်ခေါင်းသာအဖြတ်ခံမည်မြည်သည့်အခါမျှဒူးထောက်မည်မဟုတ်ကြောင်းထပ်မံပြောခဲ့သည်ယာနာတွန်အန်ဂါကလည်းမင်းရက်တည်နေသည့်ဒီနေရာသည်ရေမြေလေအားလုံးသူ့ပိုင်နဲ့ဖြစ်ကြောင်းဒီနယ်ထဲတွင်သူ့ခွင့်ပြုချက်ရမှမြင်းများပင်စီစဉ်ခွင့်ရမည်ဟုပြန်ပြောခဲ့သည်တယောက်နှင့်တယောက်မင်းပြစ်ငါပြစ်လုပ်နေစဉ်ဘာရတီကအခြားရေးကြီးလုပ်เสียများရှိသေးသဖြင့်စိတ်လျှော့လိုက်ရန်နှင့်နောက်မှသူ့ကိုကြည့်ရှင်းကြရအောင်ဟုဆိုကသူ၏ခင်ပွန်းကိုစိတ်လျှော့ခိုင်းခဲ့သည်ရာနာတွန်ကလည်းအသိစိတ်ပြန်ဝင်လာပြီးစိတ်လျှော့လိုက်ကမင်းလူတွေကိုခေါ်ပြီးထွက်သွားတော့ဟုဆိုခဲ့သည်ထို့ကြောင့်ဂျက်လဲရဲမေများကိုခေါ်ကအပြင်ထွက်ရန်ပြုစဉ်ဒီနယ်၏ခြေလမ်းတိုင်းတွင်ရာနာတွန်ကရှိနေသည့်အတွက်နေမဝင်မီသူရှိတွင်ဒူးထောက်လာရမည်ဟုဂျက်ကိုရာနာတွန်ကသတိပေးလိုက်သည်ဂျက်ကလည်းပြုံးပြုံးလေးပင်သူတို့ရှိတွင်စစ်လိတ်ထုတ်တော့ကကောင်းပြီဟုဆိုပြီးထွက်လာခဲ့သည်တခြားတစ်ဖက်တွင်မူပအရာရှိမူရတီလာနေသည့်လမ်းကိုရာနာတွန်ကနှင့်တဖွဲ့တည်းဖြစ်သောပြည်내အစိုးရဝန်ကြီးကတားဆီးလိုက်ပြီးအားလုံးအဆင်ပြေကြောင်းသမရစီသတင်းပို့ကရှေ့ဆက်သွားပဲဒီနားတွင်ရှိသည့်ဟိုတယ်၌ကားထဲတွင်ပါလာသည့်ပတ်စံအပြည့်ကိုယူပြီး2ရက်လောက်အေးဆေးနာကပြန်တော့ဟုဝန်ကြီးကမူရတီကိုပြောခဲ့သည်သို့တော့မူတာပလီတို့ရောက်အောင်သွားကစုံစမ်းစစ်ဆေးရေးလုပ်ပြီးမင်းနာမည်ထွက်လာပါကဒေလီတွင်အဝတ်ပလာနှင့်လမ်းလျှောက်ခိုင်းမည်ဟုမူရတီကပြောလိုက်ရာဝန်ကြီးကသူသည်ပြည်내ဆိုရဝန်ကြီးဖြစ်ပြီးအာဏာရှိကြောင်းထိုင်ပြောနေစဉ်အသေးဖမ်းဆီးမှုမှာ15ကြိမ်ရထားသည့်ကအရာရှိဟုမူရတီကပြန်လဲတတိပေးကဘေးနားမှအုံးတီကိုတနက်နှင့်ပြစ်ခွဲလိုက်အိမ်ထဲအထိလာရောက်ကချက်ပြုလုပ်သမျှကိုခံခဲ့ရသည့်ရာနာတွန်ဂါတို့တစ်ဖွဲ့သည်တိတ်ဆိတ်စွာရက်နေခဲ့ကြပြီးဒီလောက်စော်ကားခံရတာတောင်ဘာကြောင့်အသက်ရှင်လျက်ပြန်လွတ်ပေးလိုက်ရတာလဲဟုပါရတီကမေးခွန်းထုတ်ရာဒီအိမ်ထဲတွင်တပ်ပါကအိမ်ဤဂုံတိတ်ခါကျဆင်းသည့်အတွက်အပြင်တွင်ခွေးမောင်းတယ်လို့မောင်းပြီးမှတပ်ဖြစ်မည်ဟုရာနာတွန်ဂါကပြောခဲ့သည်ထိုအချိန်တွင်မူရတီကိုတားဆီး၍မရကြောင်းနှင့်မူတာပလီတို့လာနေပြီဖြစ်ကြောင်းဝန်ကြီးကရာနာတွန်ဂါကိုလှမ်းပြောသဖြင့်သူကလည်းဒီနယ်ထဲသို့ဝင်မလာစေရဘူးဟိုချက်ဆိုသည့်ကောင်းလဲဒီနယ်ထဲမှထွက်သွားလို့မရစေရဘူးဟုဆိုခဲ့သည်ထို့သို့ပြောပြီးမကြမီပင်တန်းစီလာသည့်အရာရှိကားလမ်းထဲမှမူရတီပါလာသည်ဟုယူဆရသည့်ကားကိုကားတစ်စီးကဖျက်တိုက်လိုက်သည်အခြားတစ်ဖက်မှကားနှင့်ပြန်နေသည့်ဂျက်တို့ကိုလည်းရာနာတွန်ဂါ၏တပည့်ပေါင်းများစွာကဝိုင်းဝန်းပိတ်ဆို့ကြရာတိုက်ခိုက်ကြရင်းဂျက်တို့လည်းပြန်လဲခုခံကြတော့လဲလူအင်အားအလွန်များပြားသည့်အတွက်ရဲမေတအူဓာတ်ထုတ်ခံလိုက်ရသည်တကယ်တော့ခဏကဖျက်တိုက်ခံလိုက်ရသည်မှာအတရာရှိပါလာသည့်ကားမဟုတ်ပဲမျက်စိလက်ကနားလဲပါလဲလှုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဒီလိုပြုလုပ်မိကိုကြိုးသိနေသည့်မူရတီကကားပြောင်းစီလိုက်ခြင်းဖြစ်သည်ရာနာတွန်ဂါ၏တပည့်များလက်ထဲမှဂျက်တို့ဖွဲ့လွတ်မြောက်လာခဲ့ပြီးမူတာပလီရွာလေးသို့ရောက်ရှိလာကြတော့လဲဒဏ်ရာရထားသည့်ရဲမေတအူမှာရေအလွန်စားနေသဖြင့်အသေးတန်အကူကြီးတောင်းနေကြသည့်ခဏအကြာမှရေခွက်လေးကင်လာသည့်အဖွားတအူကိုမြင်သဖြင့်ဂျက်ကအမြန်သွားယူခဲ့တော့လဲနောက်ကျသွားခဲ့ပြီးဖြစ်သည်ထိုအချိန်တွင်ရာနာတွန်ဂါထံမှအရာရှိရဲမေထံဖုန်းဝင်လာခဲ့ပြီးဂျက်ကကင်လိုက်သည့်အတွက်တိတ်ဆိတ်နေသည့်ရွာနှင့်အတူတေခါနီးဆဲရဲမေတအူ၏အော်တန်ကိုဘလို့ခံစားရလဲဟုမေးကမင်းကိုမတက်မီမင်းကဲထုတ်သွားသည့်သူများကိုတယောက်ပြီးတယောက်အရင်တက်ပြမည်ဟုရာနာတွန်ဂါကပြောခဲ့သည်ဒီမှာဖြစ်ပျက်နေသည့်များကိုသူဘလို့သိတယ်လဲနောက်ပြီးဒီရွာကရောလူအရေးရောင်တောင်မမြင်ရပဲဘာလို့ဒီလောက်တိတ်ဆိတ်နေရတာလဲမင်းတို့ကရောရာနာတွန်ဂါကိုဘာလို့သွားဖမ်းတာလဲဆိုသည်များအပြင်ဂျက်ကအကုန်မေးလိုက်သောအခါအရာရှိEMA ကအရင်ကဒီရွာတွင်အလောင်းများခကြခဏတွေ့ဘူးတော့လေဒီတစ်ခါမှမြည်သူလုပ်သည်ဆိုတာကိုသိခဲ့ရသဖြင့်သွားဖမ်းသည့်အခါရာနာတွန်ဂါ၏အိမ်ကမိများအထိကြောက်စရာကောင်းတယ်လဲဆိုတာသိခဲ့ရကြောင်းပြောပြသည်ရွာသားများ၏အလောင်းများမကြာခဏတွေ့နေရသည့်ဖြစ်စဉ်၏အကြောင်းရင်းမှာပြည်내အစိုးရဝန်ကြီးကဆွစ်ဇာလန်မှဘော့စ်တယောက်နှင့်မိတ်ဖက်ပြုစဉ်သူတို့လိုချင်သည်မှာအလွန်ဖိအားပြင်းသည့်ရေဒီယိုတပ်တုပစ္စည်းတိုရီယန်ဖြစ်ပြီးကမ္ဘာပေါ်တွင်ထိုတပ်တုရှိသည့်နေရာမှာ
အနောက်ဩစတြေးလျနဲ့အိန္ဒိယအရှေ့တောင်ပိုင်းကမ်းခြေတို့ဖြစ်သောကြောင့်ဖြစ်သည်ထို့ပြင်ထိုနယ်မြေကိုပတ်စံမြများကုန်မြေလို့ရခြင်းကြောင့်ဆူဇာလန်ဘော့စ်ကပြောသောအခါဒီကိစ္စသည်မူတာပလီကြေးရွာအပါဝင်ရွာ30မှလူများကိုသူတို့သဘောတူထားသည့်စာချုပ်ပါမှာဖယ်ရှားခိုင်းလို့ရမည်ဖြစ်ကြောင်းဝန်ကြီး၏နောက်လိုက်ကပြောရာဒီလိုလုပ်နိုင်တာတယောက်ပဲရှိတယ်ဟုဆိုကဝန်ကြီးကယာနဒွန်ကနှင့်ချိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်တွေ့ဆုံကြသည့်နေ့တွင်မူတာပလီအပါဝင်ရွာပေါင်း30ကသူတို့၏သဘောတူစာချုပ်များကိုဒီဘော့စ်ထံထည့်ပေးလိုက်သည်နှင့်ကုလီပေါင်း2000ခွဲရမည်ဖြစ်ပြီးကိုမွေရဲ့မြေတို့ပြန်ကအေးအေးဆေးဆေးစီးပွားရှာနေလို့ရပြီဟုဝန်ကြီးကပြောသဖြင့်သဘောတူညီမှုရရှိသွားခဲ့ကြသည်ထို့အကြောင်းကိုရွာသူရွာသားများကြားသိရသောအခါလက်မှတ်မထိုးနိုင်ကြောင်းပြောသည့်သူတိုင်းကိုယာနဒွန်ကာတို့အဖွဲ့ကအခြားသူများရှေ့မှောက်တွင်ရဲရဲဆက်ဆက်တပ်ပြကအကြောက်တရားရိုက်သွင်းပြီးအတင်းအကျပ်လက်မှတ်ထိုးခိုင်းခဲ့သည်ထို့သောပြုလုပ်နေသည့်ဖြစ်စဉ်ကိုမူတာပလီရွာမှအပြိုရွယ်ကလေးမလေးတဦးကသူတို့ကိုအကူအညီပေးရန်အွန်လိုင်းပေါ်တင်ခဲ့သည့်ဗီဒီယိုဖိုင်ကိုဝန်ကြီးကမြင်သွားခဲ့သဖြင့်ရွာသူရွာသားများရှိတွင်အကြမ်းဖက်နှိပ်စက်နေသည့်ရဲများကကလေးမလေးကိုစောင့်ရှောက်ရန်ခေါ်ဆောင်လာခဲ့ကြသည်ယခုအခါအယူဖြစ်သွားခဲ့ရသည့်အဆိုပါကလေးမလေးကချက်တို့ရှိတွင်မြေကြီးများကိုလာရောက်စားပြနေသဖြင့်ဝမ်းနည်းမျက်ရည်ကျသွားရသည့်ချက်ကမြည်သူများအစိုးရထံဆန္ဒသွားမပြကြဘူးလားဟုမေးရသွားပြသည့်လူငယ်များကိုစာချုပ်များထုတ်ပြကအရာရှိကလာစော်ကားပါသည်ဟုဆိုပြီးလူငယ်30ယောက်ကိုရဲများကဝိုင်းဝိုင်းရိုက်လိုက်ကြောင်းပြောပြသည်ထို့သို့မိသူထံမှအကူအညီမရတော့သည့်အဆုံးဆန္ဒပြကြသည့်လူငယ်30ယောက်ကလက်ချောင်းများကိုစီဖြက်ကကလေးမလေးတဦးကိုစာတစောင်ရေးခိုင်းပြီးတွေးဆက်များနှင့်အတူတမနာကြီးထံပို့ခိုင်းခဲ့ကြောင်းပြောပြသည့်ထို့သို့ပို့ခိုင်းပြီးချက်ချင်းပင်မိသူတရင်ရသွားမှမသိသည့်ယာနာဒွန်ကာတို့ကအဆိုပါလူငယ်30ယောက်ကိုရဲရဲဆက်ဆက်ခေါင်းဖြတ်တက်ကအလောင်းဖြောက်ဖြက်ပစ်ခဲ့ကြသည်ထိုအလောင်း30လောင်းကြောင့်သူတို့ကယာနာဒွန်ကာကိုတွားဖမ်းတော်လဲသူတို့ပင်ဘဝပြတ်ခဲ့ရပြီးညီမြပင်လာမရင်းကျင့်သွားကြတယ်မမှတ်မိတော့ကြောင်းအရာရှိရဲမေကငိုယို၍ချက်ကိုပြောပြသည်ထို့နောက်သူတို့ဘက်တွင်မိသူမှမရှိတော့ဟုပြောကာငိုကြွေးနေသည့်အဖွားဖြစ်သူကိုကျွန်တော်တို့ကဆွေမျိုးမတော်ဆက်တော်လဲဒီနိုင်ငံ၏မြေကြီးပေါ်တွင်အတူရှိကြသူများဖြစ်ကြသည့်အတွက်သူစွမ်းကုန်စူးစမ်းပြီးဒီနယ်တွင်လှုပ်ချင်တိုင်းလှုပ်နေသည့်ယာနာဒွန်ကာကိုရအောင်ရှင်းပြမည်ဟုကတိပေးလိုက်သည်ထို့သို့ကတိပေးပြီးနောက်ယာနာဒွန်ကာ၏အောက်လက်ငယ်သားဖြစ်သူရဲစခန်းသို့ချက်ကအရင်သွားကတိုင်ချက်ဖွင့်ခြင်းကြောင့်ပြောရပါကြောင်းနှင့်မိသူကိုတိုင်ချက်ဖွင့်ခြင်းတလဲဟုရဲကမေးသဖြင့်သူမုံစားနေစဉ်တိုင်ချသွားသည့်ကောင်ကစာရီမပြောသည်မှစ၍တဆင့်ပြီးတဆင့်ယာနာဒွန်ကာစီသို့သွားပြီးသူရှိတွင်တပည့်ဖြစ်သူများကိုအကုန်ရိုက်ခွဲခဲ့ကြောင်းပြောပြရာစခန်းတစ်ခုလုံးမျက်လုံးအပြူသားဖြစ်သွားကြပြီးမင်းကလည်းရိုက်ခဲ့တယ်ပြောတယ်ဘာလို့တိုင်ချက်လာဖွင့်နေတာလဲဟုစခန်းမှုကမေးချိန်တွင်အဲ့ဒါကအမှုမဟုတ်သေးပဲအမှုဖွင့်ချင်တာကအခုမှလာမှဖြစ်ကြောင်းပြောကအရာရှိရဲမေတို့အဖွဲ့ကိုလှမ်းခေါ်လိုက်ရာစခန်းမှုတို့မှလမ်းဖြတ်သွားကြသည်ထို့သို့လမ်းဖြတ်နေကြသည့်စခန်းမှုတို့ကိုဟိုမှာလူတက်မှုများကိုကြက်ကလေးငှက်ကလေးတက်တယ်လို့တက်ပြနေတာတောင်တာဝန်ကိုကြေပွန်အောင်မထမ်းဆောင်သည့်အပြင်ရာဇဝတ်သားများနှင့်ပေါင်းပြီးလှုပ်ရှားနေသည့်ရဲများကိုဒီဝစ်စုံတိတ်ခါကြတယ်ဟုကြက်ကပြောပြီးသည်နှင့်စခန်းမှု၏အင်ဂျီကိုဆွဲချုပ်လိုက်သည်ထိုအချိန်တွင်နောက်မှနေ၍ကြက်ကိုဝင်ရိုက်လိုက်ကတန်ကြိုးနှင့်တုံနှောင်လိုက်ကြပြီးတော်တော်နှိပ်စက်လိုက်သည့်အတွက်ကြက်မှမလုံနိုင်ဖြစ်သွားခဲ့သည်ထို့နောက်စခန်းမှုကစူမလူကိုဖုံးဆက်ခေါ်လိုက်သဖြင့်ချက်ချင်းပင်ရောက်လာသည့်စူမလူကလည်းကြက်ကိုဆက်လက်နှိပ်စက်ပြန်သည်ထိုအချိန်တွင်အပြင်မှပြန်လာသည့်တတန်းရင်ရဲတယောက်ကနှိပ်စက်ခံနေရသည့်သူကိုမြင်ဘူးသလိုရှိသဖြင့်အံ့ဩတာကြီးဖြစ်သွားပြီးတေချာအောင်လုပ်ရန်ဆိုင်ကယ်နှင့်အမြန်ပင်သူ့အိမ်သို့ပြန်ကာဝါအဟောင်းပုံဟောင်းကိုတွားကြည့်ရာသူဟုတ်တာတေချာနေသည့်အတွက်စခန်းသို့အမြန်ကြောင်းကြပြီးသူ့ကိုလုံးဝဘာမှမလုပ်တော့ရန်လှမ်းတတိပေးခဲ့သည်ခဏအကြာတွင်အသက်ရှိသေးလားဟုတွားကြည့်ခိုင်းသည့်စူမလူကြောင့်တပည့်တယောက်ကတွားကြည့်သည့်အချိန်တွင်တတိပြန်လဲလာသည့်ချက်ကအကုန်ပြစ်တက်လိုက်တော့သည်စခန်းမှုနှင့်အတ္တမကျင့်သည့်ရဲများအပြင်စူမလူပါမကျန်အကုန်ပြစ်တက်ကတွဲလောင်းဆွဲထားပြီးစခန်းတွင်မိရှို့ခဲ့သည့်ညီဖြစ်သူကိုစိတ်မချသဖြင့်လိုက်လာသည့်ယာနာဒွန်ကာကအခုလိုတွဲလောင်းဆွဲထားသည့်အထက်တွင်စူမလူပါနေသဖြင့်နာကျင်မှုအပြည့်နှင့်ဖြစ်နေစဉ်ချက်ကယာနာဒွန်ကာစီဖုန်းဆက်ကဒီလိုမြင်လိုက်ရတော့ဘလို့နေလဲဟုမေးခွန်းပြန်ထုတ်ခဲ့ပြီးသူကိုဘယ်မှလာမရှာနဲ့သူကပင်အရောက်လာခဲ့မည်ဖြစ်ကြောင်းချက်ကပြောလိုက်သည်တခြားတစ်ဖက်မှလာနေသည့်တပတ်အရာရှိကလည်းယာနာဒွန်ကာတပ်ပုံကိုပို့ကသူ၏ဌာနသို့မြည်သည့်ရာဇဝတ်မှုများလုပ်ထားတယ်လေကိုရေးချက်လက်ရှာခိုင်းလိုက်ရာအိန္ဒိယတွင်တော့မြည်သည့်ရာဇဝတ်မှုမှလုပ်မထားတော့လဲအင်တာပိုစခန်းဘက်ကြည့်လိုက်သည့်အခါတီရီလင်္ကာနိုင်ငံမှဂျက်ဖနာတောထဲမှကြားအဖွဲ့ဝင်ဟောင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်ဟုပြောသဖြင့်မူရတီပါအံ့ဩသွားခဲ့ရသည်ထို့နောက်မူရတီကအိန္ဒိယစစ်တပ်အဖွဲ့ထံဆက်သွယ်လိုက်ပြီးသူကိုယ်တိုင်မူတာပလီသို့ရောက်နေသဖြင့်အထူးတပ်ဖွဲ့တစ်ခုလိုအပ်ကြောင်းပြောသည့်အခါမူတာပလီသို့ရောက်ရန်ဆိုလျင်3နာရီလောက်တော့ကြာမည်ဟုစစ်တပ်ဘက်မှအကြောင်းပြန်သဖြင့်ထိုအတိုင်းအချိန်မရကြောင်းနှင့်ဒီမှရာဇဝတ်ကောင်းဆောင်ကတမိနယ်ဒီမှလူတစ်ယောက်ကိုတက်နေကြောင်းမူရတီကပြန်ပြောရာမူတာပလီတဝိုက်တွင်လှုပ်ရှားနေသည့်တာတယောက်တော့ရှိတယ်ဟုစစ်တပ်ဖက်မှပြန်ပြောခဲ့သည်သို့သောသူတော်ဖမ်းမိမှာတာမန်တကိုးတပြခေါင်းဆောင်မဟုတ်သည့်အတွက်အဲ့ဒီတယောက်နှင့်မိတို့ရမည်နည်းဟုမူရတီကပြန်ပြောချိန်တွင်အဲ့ဒီကတာမန်လူမဟုတ်သည့်အတွက်အဲ့ဒီကိစ္စကိုသူအဆုံးသတ်ပေးမှတေချာမည်ဟုစစ်တပ်ဖက်မှပြန်ပြောပြီးဂျက်နှင့်ချိတ်ဆက်ပေးလိုက်တစ်ဖက်တွင်မူရွာ30စာချုပ်များရောက်ရှိနေခဲ့တော်လဲမူတာပလီရွာဤစာချုပ်မပါသေးသဖြင့်ဆွစ်ဇာလန်ဘော့စ်ကဝင်ကြီးကိုမေးနေစဉ်ယာနာဒွန်ကာကမူတာပလီရွာသူရွာသား
များကိုတွဲကားကြီးနှင့်တင်ဆောင်လာကရောက်ရှိလာသည့်ထို့နောက်တန်းစီထိုင်လိုက်သည့်ရွာသူရွာသားများထဲမှသမရကြီးစီစာရေးခဲ့သည့်ကလေးမလေးကိုဆွဲထုတ်လာကနောက်ထပ်သမရကြီးစီပို့ရန်သူပြောသည့်အတိုင်းစာတစောင်ထက်ရေးဟုဆိုပြီးစာရွက်နှင့်ဘောပင်ပေးလိုက်သည်သူရေးခိုင်းသည်မှာတခင်ကြီးရာနတွန်ကရွာသူရွာသားများကိုမိတို့တက်ကြောင်းပြောပြီးပါဇက်မှရေးခိုင်းလိုက်တယောက်ပြစ်တက်လိုက်နှင့်တွေးရင်းနှင့်တက်နေစဉ်ဟယ်လီကော်ပတာနှင့်ရောက်လာသည့်ချက်ကရာနတွန်ကိုတော့မဖြစ်သေးပဲကျန်သည့်သူများအကုန်တန်းစီဖြစ်တော်သည့်အဖွဲ့သားများအကုန်တေကုန်ကြသဖြင့်တယောက်တည်းကျန်တော့သည့်ရာနတွန်ကစာရေးပေးနေသည့်ကလေးမလေးနှင့်အဓိကထားကာကွယ်လိုက်ပြီးချက်ကိုလက်နက်ချခိုင်းသည့်ကလေးလေးကြောင့်လက်နက်ချကလက်မြောက်နေရသည့်ချက်ဤရှိသူရွာသူရွာသားများကတယောက်ပြဤတယောက်ကလိုက်ကြသဖြင့်အာယုံလဲသွားသည့်ရာနတွန်ဤရှိသူချက်ကဝင်လာကတနက်ကိုရိုက်ချလိုက်ပြီးရွာသူရွာသားများရှိတွင်ပင်ရာနတွန်ကိုရှယ်ထိုးတော်သည်သွေးများနှင့်ဒူးထောက်နေရသည့်ရာနာတွန်ကဒီအင်ပါယာဖြစ်လာရန်15နှစ်တောင်အချိန်ယူခဲ့ရပြီးတည်ထောင်လာရတော့လဲမင်းက10နာရီအတွင်းနှင့်ဖျက်ဆီးလိုက်ကြောင်းပြောခဲ့သည်ထို့နောက်တန်ကျိုးနှင့်ရာနာတွန်၏လေဘင်းကိုဂျက်ကပစ်ပတ်လိုက်ကရွာသားများကိုဆွဲခိုင်းလိုက်ရာနာကျင်မှုအပြည့်နှင့်ဆွဲလိုက်ကြသည့်ရွာသူရွာသားများကြောင့်ကျိုးပေးသလိုတွဲလောင်းကြီးတည်သွားခဲ့ရတော့သည်တခြားတစ်ဖက်မှရာနာတွန်၏မိမဘာတီကိုအရာရှိရဲမေတို့ကတော့ဖမ်းကြတော့လဲသူ၏အလှည့်တွင်ကြောက်ရွံ့သွားကမိမိကိုယ်ပင်အဆုံးစီရင်သွားခဲ့သည်ထို့သို့ရာဇဝတ်ခေါင်းဆောင်ကိုတွဲလောင်းဆွဲပြီးချိန်မှအရာရှိငွေတီတို့ရောက်ရှိလာပြီးခမရတို့လိုလူကဒီတိုင်းပြည်ကုန်းနဲ့တက်တိပဲဟုဂျက်ကိုချီးကျူးလိုက်ကအကုန်လုံးကဂျက်ကိုလေးစားမှု respect ပေးလိုက်ကြသည်ဂျက်ကထွက်သွားရန်ပြုစဉ်တမရကြီးစီစာရေးပေးသည့်ကလေးမလေးကပြေးလာပြီးနောက်ပြဿနာကြုံရရင်လည်းသမီးတို့ကိုပြစ်မထားဘူးမလားဟုမေးလိုက်စဉ်ဇလန်လေးမှာအဆုံးသက်သွားခဲ့ပါတော့သည်